မင်းရဲ့နောက်ဆုံးပြန်ပွဲမှာရှုံးနိမ့်ခဲ့လို့စိတ်ပြတ်နေသလားဘဝကမင်းကိုပဲအမျက်ဖိနှိပ်နေတယ်လို့တွေးမိသလားမင်းရဲ့ခီးကခုမှစတာပါဒီနေ့ဗီဒီယိုမှာမင်းကိုနောက်ထပ်ခြေလှမ်းအသစ်တွေစီခေါ်ဆောင်သွားမယ့်အချက်တွေကိုပြောပြမယ်အောင်မြင်တဲ့လူတွေဟာမလဲခဲ့ဘူးတဲ့သူတွေမဟုတ်ပါဘူးသူတို့ဟာလဲတိုင်းပြန်ထလာတဲ့သူတွေသာဖြစ်ပါတယ်မင်းရဲ့အိမ်မက်တွေကဝေးလံနေတယ်လို့ခံစားရသလားတင်ရဲ့အားနည်းချက်ကတင်ရဲ့အားသာချက်ဖြစ်လာနိုင်ပါတယ်ဒီနေ့ဗီဒီယိုမှာတော့တင်ရဲ့အတွင်းစိတ်ခွန်အားကိုရှာဖွေဖို့နည်းလမ်းတွေကိုပြောပြပေးမယ်မနေ့ကတင်ပါဖြစ်ခဲ့လဲဆိုတာအရေးမကြီးပါဘူးအရေးကြီးတာကဒီနေ့တင်ပါလို့မလဲဆိုတာပါပဲတင်ဟာဒီထက်မကအစွမ်းထက်တဲ့သူတစ်ယောက်ပါလောကကြီးတစ်ခုလုံးကတင့်ကိုမယုံကြည်ရင်တော့တင့်ကိုယ်တိုင်ကတော့ကိုငါလုံနိုင်တယ်လို့ယုံကြည်ပေးဖို့လိုပါတယ်ဒါကြောင့်တင့်ပတ်ဝန်းကျင်ကစိတ်တက်ကြနေတဲ့တငယ်ချင်းတွေရှိရင်လည်းမျှဝေပေးလိုက်အောင်ကျွန်တော်တို့အတူတူပြောင်းလဲကြမယ်အတူတူစူးစမ်းကြမယ်အတူတူအောင်မြင်ကြမယ်ဒီဗီဒီယိုလေးကတင့်အတွက်ခွန်အားတစ်ခုဖြစ်စေခဲ့ရင် channel ကို subscribe လုပ်ထားဖို့မမေ့ပါနဲ့အားလုံးပဲနောက်ထပ်ဗီဒီယိုတွေမှာထပ်တင်ကြရအောင် let's change let's grow let's win together make a free money